အမေကျွန်တော်မရက်ဘူးဆက်သွားနေဦးမှာကျွန်တော်ကိုလဲကြစေချင်တဲ့သူတွေအတွက်ပို့ပြီးရက်တီပြရအောင်မယ်ကျွန်တော်ကိုဆွဲချနေလဲခြေလန်းဆက်လှမ်းနေဦးမှာကျွန်တော်ကိုမုံတီးနေတဲ့သူတွေရဲ့ရှေ့တိတ်အစင်ပြေစွာနေပြအောင်မှာကျွန်တော်အပြုံးကိုမလိုတဲ့သူတွေကြောင့်ပို့ပြီးပြုံးပျော်ရီမောပြအောင်မယ်အမေကျွန်တော်ကိုအနံယူချင်ကြသူတွေရဲ့ရှေ့တန်မာပြရအောင်မှာကျွန်တော်ကိုဝေဖန်တိုက်ခိုက်နေတဲ့သူတွေမောသွားအောင်ခန္ဓာရည်ရှိရက်တီပြအောင်မယ်အမေကျွန်တော်ရဲ့စိတ်အဖြူထဲကိုအယောင်ဆိုးခဲ့ကြတဲ့သူတွေဝတ်လည်မဲ့နေ့ကိုအလှဆုံးနေပြီးစောင့်ကြည့်နေဦးမှာကျွန်တော်ကိုလဲကြပါစေဆိုတဲ့စိတ်နဲ့ရုပ်မာနေတဲ့သူတွေအတွက်မျက်နှာပြောင်တိုက်ပြီးပိုကောင်းတဲ့ဘဝတစ်ခုတည်ဆောက်အောင်မှာကျွန်တော်ကိုလှည့်စားအတုံးချထားတဲ့သူတွေကိုတွေးအေးနဲ့ထိတ်တိုက်တွေးအောင်မယ်အမေအဲ့ဒီနေ့ကဘယ်နေ့လဲမသိပေမဲ့ရောက်အောင်သွားမှာ